လွန်ခဲ့တဲ့နှစ်ပေါင်းရှိသားကျော်ကအရှိတောင်အားရှောင်းမှာအင်အားအကြီးဆုံးနဲ့အတောက်ဖာဆုံးနိုင်ငံတော်ကြီးတစ်ခုရှိခဲ့ပူပါတယ်။အဲ့ဒါကတော့စေဒီပထိုးပေါင်းထောင်နဲ့ချီတည်ရှိနေတဲ့ကျွန်တော်တို့ရဲ့ပုဂ္ဂိုလ်အင်ပါယာကြီးပါပဲ။ဒါပေမဲ့ဒီလောက်အင်အားကြီးတဲ့နိုင်ငံတော်ကြီးဟာဘာကြောင့်ရုတ်တရက်ပြတ်သွန်းသွားခဲ့ရတာလဲ။လူအများစုတည်ထားကြတဲ့အတိုင်းမုန်းကိုကျူးကျော်မှုကြောင့်ပဲလား။ဒါမှမဟုတ်တခြားဖုံးကွယ်ထားတဲ့ရှုပ်ရချက်တွေရှိနေတာလား။ပုဂ္ဂိုလ်အင်ပါယာဟာအနော်ရထားမင်းတရားကြီးလက်ထက်ကစပြီးမြန်မာနိုင်ငံတော်ဝင်းကိုစူးစီးနိုင်ခဲ့ကယဉ်ကျေးမှုဘာသာရေးနဲ့စီးပွားရေးမှာအထွတ်ထိပ်ကိုရောက်ရှိခဲ့ပါတယ်။အေယာဝတီမြို့ဝင်းတလျှောက်မှာစိုက်ပျိုးရေးထွန်းကားပြီးရွှေရောင်ဝင်းကနေတဲ့ဖျားเจ้าကန်တွေနဲ့ပြည်နံနေတဲ့ပုဂ္ဂိုလ်ဟာထိုခေတ်ကကမ္ဘာအချမ်းသာဆုံးမြို့ပြကြီးတွေထဲကတစ်ခုဖြစ်ခဲ့တာပါ။ပုဂ္ဂိုလ်ပြရတဲ့အကြောင်းရင်းကိုပြောရင်လူတိုင်းကကိုယ်ပလိုင်ခန့်ရဲ့မုန်းကိုစစ်တပ်အကြောင်းကိုပဲအရင်ဆုံးပြေးမြင်ကြမှာပါ။1300စုနောက်ပိုင်းမှာမုန်းကိုတို့ရဲ့ပြင်းထန်တဲ့ကျူးကျော်မှုတွေကြောင့်ပုဂ္ဂိုလ်ရဲ့စစ်အင်အားဟာတဖြည်းဖြည်းရုပ်ရွာလာခဲ့ပါတယ်။ဒါပေမဲ့တမိုင်းထူတီတစ်တွေရဲ့အဆိုအရမုန်းကိုစစ်ပွဲတစ်ခုတည်းကပုဂ္ဂိုလ်ကိုအပီးတိုင်ဖက်စီးပေးခဲ့တာမဟုတ်ဘူးလို့ဆိုပါတယ်။မကြာသေးမီကတွေ့ရှိထားတဲ့တိတ်ပနေကြအထောက်ထားတွေအရပုဂ္ဂိုလ်ဟာပြင်းထန်တဲ့ရာစီဥတုပြောင်းလဲမှုတန်းကိုခံခဲ့ရပါတယ်။ရေရှည်တည်တောင့်တဲ့မိုးခေါင်မှုတွေကြောင့်စိုက်ပျိုးရေးစနစ်ပြပြလာပြီးပြည်သူတွေငတ်မွတ်ခေါင်ပါလာခဲ့ပါတယ်။အင်ပါယာကြီးအခြေခံအုံမြေဖြစ်တဲ့စားစပါထုတ်လုပ်မှုကျဆင်းသွားတာဟာနိုင်ငံတော်ပြိုလဲဖို့အတွက်အဓိကတွန်းအားတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါတင်မကသေးပဲအတွင်းပိုင်းမှာလည်းအုပ်ချုပ်ရေးဆိုင်ရာအားပြိုင်မှုတွေရှိနေခဲ့ပါတယ်။အထူးသဖြင့်ဘရင်နဲ့တန်ခါအဖွဲ့အစည်းကြားကစီးပွားရေးပဋိပက္ခကြီးမာပါတယ်။ဘုရားကျောင်းကတွေကိုလူထမ်းထားတဲ့မြေယာတွေဟာအခွန်လွတ်မြေတွေကြီးနေတဲ့အတွက်နိုင်ငံတော်ရဲ့အခွန်ဘဏ္ဍာဟာတဖြည်းဖြည်းခန့်ချောက်လာခဲ့ပါတယ်။ဘရင်မှာစစ်တပ်ကိုထောက်ပံ့ဖို့ငွေကြေးမရှိတော့တဲ့အခါအင်ပါယာရဲ့အာဏာစက်ဟာလည်းပျောက်ကွယ်လာခဲ့ရပါတယ်။နေကုန်းချုပ်ရင်ပုဂ္ဂိုလ်အင်ပါယာကြီးပြည့်ထွန်းသွားရတာဟာမုန်းကိုကျူးကျော်မှုရာဇီဥတုဖောက်ပြန်မှုနဲ့ပြည်တွင်းစီးပွားရေးကျဆင်းမှုဆိုတဲ့အကြောင်းရင်းပေါင်းစုံတစ်ချိန်တည်းမှာစုစုံသွားခဲ့လို့ပဲဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့အတွက်တမိုင်းသင်ခန်းစာတစ်ခုပါပဲ။ခိုင်မာတဲ့အခြေခံအဆောက်အုံနဲ့စီးလုံးမှုမရှိရင်ဘလောက်ပဲကြီးခဲ့တဲ့အင်ပါယာဖြစ်ပါစေအချိန်မရွေးပြိုလဲသွားနိုင်တယ်ဆိုတာပုဂ္ဂိုလ်ရဲ့ပြင်သုံးမှုကတတိပေးနေပါတယ်